EV ကားတွေကိုမောင်းနေမို့အတွက်ပဲသုံးနေတော့မှာတကယ်တော့ EV ကားတွေဆိုတာကဒါဘိန်းတက်ထားတဲ့ဘက်ထရီကြီးနဲ့တူတူပါပဲเนาะ EV ကားတွေကစွမ်းရည်တွေကိုဘယ်လိုထုတ်သုံးမလဲဆိုတဲ့နည်းပညာကတော့နှစ်ခုရှိပါတယ်အဲ့ဒါတွေကိုညီမတို့ကနေပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင် V2H နဲ့ V2N ဆိုပြီးတော့နှစ်မျိုးပေါ့เนาะ V2N ဘယ်ကဲတူလို့ဒါကတော့အလွယ်ဆုံးနည်းလမ်းမှာ EV ကားရှိရလူတွေနဲ့ EV ကားမှာတခါတည်းပါလာတဲ့ feature တစ်ခုဖြစ်ပြီးတော့ EV ကားရဲ့အစင်ပေါက်ဒါမှမဟုတ်ပလက်ပေါက်ကနေတစ်ဆင့်မိမိအိမ်မှာရှိတဲ့သမင်မောင်ကိုမီးဘူး TV အစရှိတဲ့လက်စစ်ပစ္စည်းတွေကိုဓာတ်ရိုက်တစ်ဆင့်အသုံးနိုင်မှာဖြစ်ပါတယ်ရှင်နောက်တစ်ချိန်ဒါမှမဟုတ်ခရီးအတွက်ကမိန်ထွက်ခါမှာလည်းအရန်ကိုသုံးမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ V2H vehicle to home ပဲဖြစ်ပါတယ်သူကကျတော့ပို့ပြီးတော့အဆင့်မြင့်သွားတာပေါ့နော်ကားထဲမှာတူလောင်ထားတဲ့စွမ်းရည်တွေကိုအိမ်ရဲ့မိလိုက်မှကြီးတွေကိုပြန်လဲထုတ်လုပ်ပေးတာပါဒါဆိုလို့ရှိရင်မိပြတ်သွားရင်တော့ငါသိအိမ်ကမိလင်းနေမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ EV ကားရှိပြီးသူများ EV ကားသုံးဖို့စဉ်းစားနေတဲ့သူများ EV ကားကိုစိတ်ဝင်စားသူများ EV ကားအောင်ချမှုသူများအနေဖြင့်သင်္ကားရဲ့ဆွမ်းဆောင်ရည်ကို solar system နဲ့အပြည့်အဝအသုံးချနိုင်မှုယခုကျင်းပနေတဲ့ YCC event ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်